VNN ကို3လဗီဇာနဲ့ဒီ Tourist visa နဲ့3လလာနေမယ်ဆိုရင်ဘယ်လောက်ကုန်လဲဆိုတော့ကျွန်တော်ပြောပြသွားပေးမှာဖြစ်ပါတယ်တကယ်တမ်းကုန်မှာက$25ပဲကုန်မှာဖြစ်ပါတယ်ကိုယ့်အကိုရှောက်မယ်ဆိုရင်ပေါ့နော်ရှောက်တဲ့နေရာမှာလည်းအရင်ကြီးမခတ်ဘူးလိုအပ်တဲ့ document တွေရတယ်အများကြီးမလိုဘူးဒီကို့မှာပတ်စံပေးဖို့အတွက်ဘဏ် account တစ်ခုရှိရင်အဆင်ပြေတယ်ဗျအချို့မြန်မာ agent တွေဒီဝန်ဆောင်ကအနေနဲ့ဗီဇာလျှောက်တဲ့အခါသူတို့အပီးစီကိုသူ$35 $40ယူရတယ်ဗျာဒါကတော့ဝန်ဆောင်ကတစ်ခုအနေနဲ့သူတို့အကျိုးမြတ်ယူတာတော့ဖြစ်တင်တယ်ပေါ့ကျွန်တော်ထင်တယ်ဒါပေမဲ့အခုကျွန်တော်ပြထားတဲ့ပုံကိုကြည့်ပါ$65တဲ့ဗျာဒါတော့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဒါလုံးဝမဖြစ်တင်လို့ကျွန်တော်ထင်ပါတယ်ဒီအဲ့ဒီလူကလည်းပြောရမယ်ဆိုရင်vlogger လိုဘာလိုဒီ follower တော်တော်များရှိတဲ့လူတယောက်ပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်ကဒီမှာလာပြီးတတိပေးတဲ့အနေနဲ့ကျွန်တော်ဒီဗီဒီယိုလောက်တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဗျာဒါကဒီ over charge လောက်တာမဟုတ်တော့ဒါကဂျင်းထဲတဲ့အဆင့်ရောက်နေပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်လာပြီးပြောရဖြစ်ပါတယ်ကျွန်တော်ကအခု agent အလုပ်တော့လုပ်နေတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အားတဲ့အချိန်ကြာရင်ကူညီလို့ရတဲ့လူကိုကျွန်တော်ကူညီပေးတယ်သူတို့ကျွန်တော်ဗီဇာရပါအချိန်ကြာရင်သူတို့ကျွန်တော်မဟုတ်ဖို့ပေးတယ်ဒီမြန်မာအစားကျွန်တော်ပို့ပေးရပေါ့နော်အဲ့ဒီလောက်ပဲကျွန်တော်ယူခဲ့တယ်ပေါ့နော်ဒါကကျွန်တော်တတိလာပေးတဲ့အနေနဲ့ပေါ့နော်$65မကုန်ဘူးအဲ့ဒါကိုကျွန်တော်လာပြောရဖြစ်ပါတယ်